သားတို့သမီးတို့ရေဒီနေ့တော့လေဒီမှာအမဲသားကိုကြက်သွန်ဖြူရဲဂျင်းရဲနှပ်ပြီးတော့ကြိတ်ထားတဲ့ဟာနော်သူ့ကိုထည့်ရမှာကြက်သွန်ဖြူရဲဂျင်းရဲစနွင်းရဲအဲ့ဒါကိုထောင်းပြီးတော့ကြက်သွန်ဖြူနဲ့ဂျင်းနဲ့ကြိတ်ထားတဲ့အရေးကိုညစ်ပြီးတော့နှပ်ထားတကြားလေးပါထည့်စားရဲတကြားရဲအချုံမုတ်တော့မမထည့်ထားဘူးနော်အဲ့ဒါကိုထည့်ပြီးနှပ်ထားပြီးတော့ဒီမှာကြိတ်လိုက်တာရောကြိတ်လိုက်တာနူးမြောင်လို့မဟုတ်လို့ရှိရင်အတုံးနဲ့ချက်အရမ်းကြာတယ်အဲ့ဒါကိုကြိတ်ပြီးတော့ဒီလိုမျိုးလေးဖြစ်လာတယ်ဒီလိုမျိုးဖြစ်လာတဲ့ဒီလိုမျိုးလေးတုံးလေးပြန်လုံးလေးတွေပြန်ပြီးတော့လုံးထားလိုက်မယ်အဲ့ဒါကိုခင်းညင်သီးနဲ့ပြန်နှပ်ဆမ်းမယ်နော်အမဲနှပ်ပေါ့သားရဲ့သားတို့သမီးတို့ရဲ့နော်အေးပြီးတော့ချက်ပြမယ်နော်အခုလှုပ်လိုက်မယ်သိလားကဲဆက်ချက်မယ်နော်သားတို့သမီးတို့ဒီမှာစီထည့်မယ်ဒါစီကဦးနဲ့ကကြော်ထားတဲ့စီနှပ်မယ်ဆိုတော့နည်းနည်းစီလေးများထည့်မှာစီလေးထည့်မယ်ထောင်းထားတဲ့ကြက်သွန်အဖြူနီချင်းထည့်ပါမယ်ကြက်သွန်ဖြူနီချင်းထည့်မယ်ပြီးရင်စနွေးမုတ်ထည့်မယ်စနွေးမုတ်ပြီးရင်ရုပ်သီးဟင်းချက်မုတ်လေးထည့်မယ်ပါနော်အမောက်မွေးလိုက်မယ်အမောက်မွေးမယ်ပြီးရင်ခဲညင်လေးထည့်မယ်ခဲညင်လေးကိုအရင်ထည့်ထားလိုက်မယ်နော်ခဲညင်လေးအရင်ချက်ထားလိုက်မယ်နည်းနည်းလေးခွနဲ့ဝအောင်လို့နူဝအောင်လို့ဒီလိုမျိုးမထည့်ပဲနဲ့တန်းပြီးတော့ထည့်လဲရတယ်နော်ဟိုအမဲသားတွေပါတစ်ခါတည်းတန်းထည့်လို့ရတယ်သူကနူးတာနူးမှာပဲဒါပေမဲ့နည်းနည်းလေးခွနဲ့လိုက်မယ်အဖုံးလေးဖုံးပြီးတော့ဒီဖွင့်လိုက်မယ်နော်ဖွင့်ကြည့်မယ်နော်ဟုတ်လားအဲ့လိုမျိုးလေးဖြစ်သွားပြီခဲညင်လေးနူးလာပြီခဲညင်လေးနူးလာတော့ဒီမှာမမိုးတို့ရေအများကြီးထည့်ရမယ်အမဲသားချက်ရင်ကြာပါမို့လို့နော်ဒီမှာရေမဲခုနကကြက်သွန်ဖြူနေထောင်းထားတဲ့အစုံစားနေထည့်မယ်အရသာဒီမှာစားထည့်ထားလိုက်မယ်နော်အချုံမထည့်ဘူးစားပဲထည့်မယ်အဲ့ဒါကိုပြန်တည်ထားလိုက်မယ်စူးမှမမိုးတို့အသားထည့်မယ်နော်ဟုတ်လို့ရှိရင်အနည်းမှဆိုးလို့ညီပါဆိုးလို့ရပြီကဲစူပြီးအိုးရေတာမနဲ့ခံပါဘူးဒါလည်းကြာပါကဲအဲ့ဒါဆိုတာဒီထည့်ရမယ်နော်ခုနကတော့လုံထားတဲ့အမဲသားလေးတွေရေထပ်ထည့်ရမှာပဲဘာမှမလုပ်ဒီတိုင်းပဲထည့်ပြီးတော့အဖုတ်ပြန်အုပ်ထားလိုက်မယ်နော်ပြီးမှမမိုးတို့ပြန်ဟိုနေရမှာလိုမျိုးလေးတော့ဒီမှာဆိုရပြီဖုန်းလေးပြန်အုပ်ထားမယ်နော်မှန်နော်လိုမျိုးလေးဖြစ်လာပြီဆိုတော့ဒီမှာလေဒါကလေပြင်းတော့တိမ်ရွက်မမိုးစီမှာအစိမ်းမရှိလို့သီလားအချောက်ခံရတဲ့ပြင်းတော့တိမ်ရွက်လိုမျိုးခြေထက်လိုက်မယ်ကိုမွေးဝါရောအပြည့်အပေါ့ငံမြည်လိုက်နော်အပေါ့ငံမြည်တော့ပဲဆိုမီးပေးလိုက်လို့ရပြီမဆလာထည့်လဲရတယ်မဆလာကြရင်မဆလာထည့်မဆလာမထည့်ရင်ထည့်လဲရတယ်ပေါ့ငံမြည်ပဲနော်ရပြီပေါ့ငံတော့ပဲဆိုမီးပေးလိုက်ပြီနော်မီးပေးလိုက်ပြီကဲဒါတို့မီးတို့ချက်စားကြည့်တော့ဒါအမဲသားကိုမွပြီးတော့ကြိတ်ပြီးတော့မှပြန်ပြီးချက်စားတာချက်ရတာတော့နည်းနည်းမြန်တယ်အမဲသားကိုဒီအတိုင်းပဲနှက်စားရင်ချက်စားအရင်ကြာတယ်နာရီဝက်တနာရီလောက်နှက်ရတယ်နူးအောင်ဒါနူးဤသွားပြီတွေ့လားနူးဤသွားပြီလုံးဝနူးဤသွားပြီရတာလဲတော့ပဲချက်ရတာလဲအရင်ကြီးမကြောက်ဘူးနော်ဒါပဲနော်အားလုံးသားတို့သမီးတို့ချက်စားကြည့်ကြနော်အားလုံးအဆင်ပြေကြပါစေဘိုင်ဘိုင်နောက်မှတွေ့မယ်နော်သားတို့သမီးတို့